ကောင်လေးတယောက်ကပြားအောင်ကိုဘာမှမစင်စားပဲလှမ်းကန်လိုက်ပါတယ်အချိန်ချင်းစူးစမ်းပြီးတဲ့နောက်မှာတော့ပြားအောင်ကြီးကအောက်မှာရှိနေတဲ့တောဝက်ကြီးပေါ်ကိုပြုတ်ကျသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအနီးနားကဝက်ဝင်ကြီးတစ်ကောင်ရောက်လာပြီးကျနေတဲ့ပြားရည်တွေကိုစရက်ပါတော့တယ်တောဝက်ကိုပေါ်ကပြားရည်တွေကိုပါအကုန်လျက်ပစ်လိုက်တာပါဒီကောင်လေးရဲ့နာမည်ကတော့မော့ကလီလို့ခေါ်ပါတယ်အရင်တုန်းကဒီဝက်ဝင်ကြီးကမော့ကလီကိုငွေရန်ကနေကယ်တင်ပေးခဲ့ပူပါတယ်အဲ့ဒီကျေးဇူးကိုဆက်တဲ့အနေနဲ့မော့ကလီကဝက်ဝင်ကြီးကိုပြားရည်တွေရှာကျွေးတယ်လို့သူ့ရဲ့တော်တွင်သုံးကိရိယာတွေကိုလည်းအမြဲတမ်းအဆင့်မြင့်တင်နေခဲ့ပါတယ်သူတို့နှစ်ယောက်ကတောအုပ်ထဲမှာဘာအကြောက်တရားမှမရှိပဲအေးအေးချမ်းချမ်းနေထိုင်လာခဲ့ကြတာပေါ့တနေ့မှာတော့မော့ကလီနဲ့ဝက်ဝင်ကြီးတို့မြစ်ထဲမှာရေကူးဆော့ကစားနေကြပါတယ်မော့ကလီကဝက်ဝင်ကြီးရဲ့ဘိုက်ပေါ်မှာအေးအေးဆေးဆေးအနားယူရင်းရေစီးကြောင်းအတိုင်းတချင်းလေးဆိုပြီးမျောပါလာကြတာပါအဲ့ဒီလိုပျော်ပျော်ရွှင်ရွှင်ဖြစ်နေတော့ခြုံပုတ်တွေလှုပ်ရှားလာတဲ့အတန်ကိုကြားလိုက်ရပါတယ်ဝက်ဝင်ကြီးကချက်ချင်းတတိထားမိသွားပြီးမော့ကလီကိုပုံနေဖို့အချက်ပြလိုက်ပါတယ်သူတို့ဖြည်းဖြည်းချင်းရှေ့တိုးသွားကြည့်တဲ့အခါမှာတော့ကြားတဲ့နက်ကြီးဘာဂီယာကိုတွေ့လိုက်ရပါတယ်ဘာဂီယာကသူလူသားတွေနေတဲ့ရွာကိုတွားကြည့်ခဲ့ပြီးဖြစ်ကြောင်းနဲ့မော့ကလီကိုလည်းလူတွေရှိတဲ့ကဘာကိုပြန်ပို့ရမယ်လို့လာပြောတာပါဒါပေမဲ့မော့ကလီကတော့လုံးဝမသွားချင်ပါဘူးသူတောထဲမှာရှင်တန်နိုင်ကြောင်းတက်သေးပြဖို့အတွက်သူလှုပ်ထားတဲ့ကိရိယာတွေနဲ့စုဆောင်းထားတဲ့ပြားရည်တွေကိုပြဖို့ဘာဂီယာကိုသူ့ကိုယ်ထဲခေါ်သွားပါတယ်ဒါကိုမြင်တော့ဘာဂီယာကပိုပြီးဒေါသထွက်သွားပါတယ်ဝက်ဝင်ကြီးကလည်းမော့ကလီကိုမလွတ်ချင်ပေမဲ့ဘာဂီယာကတော့နောက်နေ့မှမဖြစ်မနေခေါ်သွားမယ်လို့တင်းခံနေခဲ့ပါတယ်အဲ့ဒီနေ့ညဘက်ရောက်တော့မော့ကလီတယောက်စင်လေးတစ်ကောင်အုံငုံနေတဲ့အတန်ကိုကြားလိုက်ရပါတယ်အတန်လာရာကိုလိုက်သွားကြည့်တဲ့အခါတွင်းနဲ့ကြီးတစ်ခုထဲမှာကျွံကျနေတဲ့စင်ပေါက်လေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်အနားမှာရှိနေတဲ့စင်ကြီးကလည်းအရန်ကိုစိုးရိမ်ထိတ်လန့်နေရှာတာပါ